ကျွန်တော်နာမည်ကတော့သူရိစာဖြစ်ပါတယ်အခုဘာမဲ့ဆရာတော်ဖျားရှိခဲ့စဉ်ကာလတော့ဖြစ်ခဲ့တဲ့အကြောင်းအရာတခုနဲ့အတူငွေဝင်ငွေတီမြဲရွှေဝင်ရွှေတီမြဲနေအောင်ခါရာတော်လေးတစ်ခုလည်းကျွန်တော်သင်ပေးမှာဖြစ်ပါတယ်အဲ့တော့ဘာမဲ့ဆရာတော်ဖျားရှိခဲ့စဉ်ကာလတော့တဲ့တထေးတကြွမင်းဆိုးရတာကုန်တယ်ပွဲစားတွေကသူ့စီကိုအဆောင်ကြတရားတွေတောင်းကြတယ်ပေါ့ဗျာအကုန်လုံးမိဘလည်းအဆင်ပြေကြတယ်သူ့ရဲ့အကြောင်းမှာဥရွှေအိုးဆိုတဲ့လူတစ်ယောက်ကရှိတယ်သူအကြောင်းရဲ့ဝေယဝေးစာတွေလုပ်တာပေါ့အင်မတန်မှဆင်းရဲတယ်ဘယ်တော့ဆင်းရဲလဲဆိုရင်ကစွန်းရွက်နဲ့ဇကွဲနဲ့တောင်မှကြိုချက်ပြီးတော့စားတောက်ကြတဲ့အထီကိုဆင်းရဲတယ်အဲ့ဒီဆရာတော်စီသွားပြီးတော့ဥရွှေရွာနေပြီးတော့သွားပြီးတော့ရှောက်တယ်ဘာတွေရှောက်လဲဆိုတော့အရှင်ဘုရားတပည့်တော်တို့လိုမွဲတေတဲ့သူတွေရေရာတွေမပေးဘူးလားဂါရာတွေမပေးဘူးလားလို့မေးတဲ့အခါမှာဆရာတော်ဘုရားကြီးပြန်ပြီးတော့မိတ်နေဟဲ့ကောင်ငါ့ကိုအဲ့လိုမပြောနဲ့ငါတို့လောကီပညာဆရာတွေဆိုတာကတောင်းမှပေးလို့ရတာမင်းတောင်းသလားအခုတောင်းပါတယ်ဘုရားအဲ့ဒါဆိုရင်မှတ်ထားတယ်ငါနာနာတာရဆိုတဲ့ကိုရင်ဘဝတုန်းကရေကတိုင်းရှုနေတဲ့အချိန်မှာနတ်မီချောင်ပါဇက်ထဲကရခဲ့တဲ့ဂါရာတော်ခုနှစ်ပုတ်တဲကတပုတ်ကိုမင်းကိုတင်ပေးမယ်အဲ့တော့ဘာဂါရာလဲဆိုတော့ဧဝံအစိနိယဗုဒ္ဓကုဏအစိနိယအစိနိယပတ္တနာနံဝိပါကောဟောတုမမအေစိနိယောဆိုတဲ့ဂါရာတော်လေးဖြစ်ပါတယ်အဲ့ဒီဂါရာတော်ကိုဥရွှေအိုကိုယ်တိုင်ကမနက်မိုးလင်းမျက်နှာတက်တာနဲ့ခုနှစ်ခေါက်တိတိရွတ်ဖက်တယ်စေပြီးတဲ့အခါမှာ9ရက်ပြည့်တဲ့အခါမှာသူရင်မကပဲသူ့ရဲ့ဆွေစဉ်မျိုးဆက်9ဆက်အထိအောင်ချမ်းသာပြီးတော့မှဘဝကိုပြည်ပြည်လေးလေးဖြတ်သန်းသွားနိုင်တာဖြစ်ပါတယ်အဲ့ဒီဂါရာတော်လေးကိုလည်း9ရက်သားသမီးတွေအကုန်လုံးမှတ်ထားပါကျွန်တော်နောက်တစ်ခေါက်ထပ်ပြောပြပါမယ်ဧဝံအစိနိယဗုဒ္ဓကုဏအစိနိယအစိနိယပတ္တနာနံဝိပါကောဟောတုမမအေစိနိယောဆိုတဲ့ဂါရာတော်လေးဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အဲ့ဒီလာပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျ